မင်္ဂလာပါဒီနေ့ကတော့သမင်းစားပြမယ်နော်ဘာနဲ့စားမလဲဆိုတော့အရန်ကောင်းတဲ့ဟင်းတွေအများကြီးချက်ထားတယ်ပေါ့နော်လည်းငါနောက်တာပါကြော်ညာတာလည်းမဟုတ်ဘူးစပွန်ဆာလည်းမဟုတ်ဘူးပေါ့နော်လုံးဝမသိဘူးစားကြည့်မယ်ကောင်းရင်ကောင်းတဲ့အတိုင်းပြောပြပေးမယ်ပေါ့နော်ရန်ကုန်ကနေပြီးတော့အတော်လက်ဆောင်ထည့်ပေးလိုက်တဲ့ငပိဘူးလေးပေါ့နော်သူကဘာလဲဆိုတော့ငပိဖုတ်ထားပြီးစားပြီးတော့စီလုံးဝမပါဘူးအချောက်ပေါ့နော်အဲ့ဒီဟာလေးကိုမှထည့်ပေးလိုက်တာဆိုတော့ပြီးပါကိုတည်ရတာဘာညာဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်ပြီးလို့ရှိရင်သူကအနံလေးကလည်းမှုေးတယ်ပေါ့နော်ဖွင့်ကြည့်လိုက်တဲ့အခါမှာနာမည်ကတဝဲသူလေးပေါ့နော်ဒါကြော်ညာပေးတာလည်းမဟုတ်ဘူးဒီ product ကိုထုတ်တဲ့လူကိုလည်းလုံးဝမသိဘူးပေါ့နော်ကိုကငငယ်လေးတည်းကငပိပုတ်ကြိုက်တယ်ပေါ့နော်ထမင်းနဲ့အဲ့လိုစားရတာကိုငငယ်ကလေးဘဝတုန်းကကြတော့မှတ်မိတာဟိုအဖေတို့ရွာပေါ့နော်သွားတဲ့ချိန်မှာရေကြီးတယ်ပေါ့ဈေးဝယ်လို့ရှိရင်ရွာထဲကိုလာရောင်းတဲ့ဈေးသည်တွေရှိတယ်တခါလေကြာရင်လည်းမြို့ကိုသွားဝယ်တယ်ပေါ့နော်ရွာထဲကိုလာရောင်းတဲ့ဈေးသည်တွေကအဲ့တော့ငါမိုးတွေရွာတော့ရေတွေကြီးထားတော့သူတို့ကမလာနိုင်ဘူးပေါ့နော်အဲ့တော့အတော်တွေကလည်းအိမ်မှာဟင်းတွေပါတယ်ဝယ်ထားပြီးသားမရှိတဲ့ခါကျတော့သူကငပီလေးဖုတ်ပြီးတော့ကြက်သွန်လေးနဲ့စီလေးနဲ့စမ်းပြီးတော့ကျွေးခဲ့တယ်ပေါ့နော်အဲ့ဟာလုံးဝမေးလို့မရဘူးဒီနေ့တည်းထိအရန်လဲစားလို့ကောင်းတယ်မိုးအေးအေးလေးနဲ့ငပိပုတ်လေးနဲ့ပေါ့နော်ကဲဒါကတော့တဝဲသူလေးငပိပုတ်နဲ့ဒီမနက်အမေရိကမှာမနက်စားပါမယ်ငပိကိုဖုတ်ထားတယ်ပြီးတော့ကြက်သွန်နီလေးနဲ့မြေပဲစီလေးနဲ့ပေါ့နော်စမ်းထားတာပေါ့နော်အဲ့ဒါလေးနဲ့စားမယ်မနက်စာကိုပြီးတော့ကော်ဖီတစ်ခွက်ကတော့မပါမဖြစ်ပေါ့နော်တုတ်တုံးကအချိုမုတ်လေးနည်းနည်းထည့်လိုက်တယ်ပေါ့နော်ချိုမုတ်လေးနည်းနည်းထည့်တယ်တချို့ကကြတော့ဒါကိုသွေးတက်မှာဆိုလို့ဒါမှမဟုတ်ဟိုအငန်စားရတာတိတ်နည်းနည်းကြောက်တဲ့လူမျိုးဆိုလို့ရှိရင်တော့တံမြာသီးလေးညှက်စားလို့ရတယ်ပေါ့နော်တံမြာသီးညှက်စားလို့ရတယ်ဟိုကတော့မညှက်တော့ဘူးဒီတိုင်းလေးပဲတဘာဝအတိုင်းသူ့ရဲ့အရှိတိုင်းလေးပဲစားကြည့်မယ်နော်တကယ်ချင်းတို့လည်းသုံးဆောင်ကြပါအောင်အရသာလေးပြောပြပေးမယ်နော်သဲလုံးဝမပါဘူးအရန်စားလို့ကောင်းပါတယ်ဒါပေမဲ့နည်းနည်းလေးတော့ငံတယ်ပေါ့နော်အငံကြောက်တဲ့လူတွေဆိုရင်တော့အချင်းလေးညှက်စားရဲစားဒါမှမဟုတ်လို့ရှိရင်လည်းငပိပုတ်အရသာပြတ်မှာဆိုလို့ရှိရင်လည်းနည်းနည်းလေးပဲစားပေါ့နော်ကြက်သွန်ကိုများများလေးထည့်လိုက်ပေါ့ကြက်သွန်အနီထည့်တယ်တကယ်လို့အဖြူကြိုက်ရင်လည်းအဖြူလေးထည့်ပြီးတော့စားလို့ရပါတယ်ကြက်သွန်အဖြူနဲ့အနီကတော့ကျမကြီးတို့ကောင်းတယ်ပေါ့နော်idea လေးကောင်းတယ်ပေါ့နော်သူလုပ်ထားတာလေးကငါပြီးဖုတ်ပြီးစားအောင်စီမပါဘဲနဲ့ဘူးလေးထဲမှာထည့်ပြီးတော့ရောင်းတယ်ကိုကဥမာအိမ်မှာအလုပ်ရှုပ်တယ်ဘာညာဆိုလို့ရှိရင်ဒါအသင့်ဆောင်ထားလို့ရတယ်နော်ငါပြီးဖုတ်ဖို့အတွက်အချိန်မပေးရတော့ဘူးအလုပ်မရှုပ်တော့ဘူးဖုတ်ပြီးစားလေးကိုအတုပ်ကလေးတုပ်တဲ့အခါပဲဖြစ်ဖြစ်ကိုစားကျင်တဲ့ဟင်းလေးပေါ့မှာပေါ့နော်မူတည်ပြီးတော့အစင်သစ်ထည့်စားရုံပါပဲနောက်ပြီးတော့လက်ဆောင်ထည့်ပေးလိုက်တဲ့အတော်နဲ့ဦးလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် MH&Co ရဲ့ဗီဒီယိုလေးတွေကိုအမြဲမပြတ်ကြည့်ရှုအားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အမြင်လေးဆက်စားလိုက်အောင်မယ်နော်ဗီဒီယိုလေးကိုတော့ဒီမှာပဲဆုံးသက်လိုက်ပါတယ်တတား